Hello this is Van ဖြစ်ပါတယ်ကျွန်မက Phoenix Arizona မှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံရေးနဲ့ပတ်သက်ပြီးတော့အကျိုးဆောင်ပြုလုပ်ပေးပါတယ်ဒီနေ့ topic ဟာဆိုလို့ရှိရင် why Burmese family should use home equity to build wealth ဖြစ်ပါတယ်လို့เนาะစိတ်ဝင်စားကြမယ်ထင်တယ်တချို့ကလည်းသိပြီးသားဖြစ်တယ်တချို့ကသုံးပြီးသားလို့လည်းရှိမယ်တချို့ကတော့လုံးဝမကြောက်ဘူးတာလည်းရှိမှာဖြစ်ပါတယ်ကိုပိုင်အိမ်နေနဲ့နေပြီးသားသူများအတွက်ဖြစ်ပါတယ်เนาะဒီကောင်းစဉ်ဟာကိုပိုင်အိမ်ရှိပြီးပြီလွန်ခဲ့တဲ့၄-၅နှစ်ကအိမ်ဝယ်ပြီးတဲ့သူများဒါမှမဟုတ်ရင်ကိုအိမ်ကhome equity အကြောင်းကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီလူတွေအတွက် home equity ဆိုတာဘာလဲဆိုရင် home equity ဆိုတာထားလိုက်ပါတော့အိမ်က market မှာတင်လိုက်မယ်ဆိုရင်အိမ်က9သိန်းတန်တယ်ဒါပေမဲ့ကိုယ့်ရဲ့အိမ်ရဲ့အကျွေးကလက်ရှိမှာ3သိန်းအကျွေးရှိတယ်ထားလိုက်ဘဏ်မှာ3သိန်းအကျွေးရှိတယ်အိမ်က9သိန်းတန်တယ်ဒါဆိုရင်ဒီ2သိန်းကိုထုတ်ယူပြီးသုံးဖို့အတွက်ကအိမ်ရောင်းပြီးမှပဲကိုယ်ရနိုင်မယ့်အခြေအနေရှိတယ်ဒါ one way ဖြစ်ပါတယ်နံပါတ် second way home equityဆိုတာအဲ့ဒီ2သိန်း market ဈေးရဲ့2သိန်းတန်နေတဲ့ဒီ2သိန်းအမျက်ရှိနေတဲ့ကိုယ့်ရဲ့အိမ်ကိုအိမ်မရောင်းဘဲနဲ့ဒီအိမ်2သိန်းအမျက်ကိုထုတ်ယူပြီးတော့အကျွေးအဲ့ဒီဥစ္စာဘဏ်မှာအကျွေးနဲ့ယူပြီးတော့ထုတ်ယူပြီးတော့ကိုကတခြားစီးပွားရေးပြုလုပ်ခြင်းကို home equity လုံးကိုသုံးပြီးတော့စီးပွားရေးပြုလုပ်ခြင်းလို့ပြောပါတယ်လို့เนาะဆိုတော့ထားလိုက်ပါတော့ကို့မှာအစီအစဉ်ရှိတယ်အိမ်ပြန်ပြင်ဖို့အမိုးပြန်ထည့်မယ် garage ပြန်ထည့်မယ်ဒါမှမဟုတ်ရင် kitchen ပြန်လုပ်မယ်ဒါမျိုးတွေအသစ်ပြန်ထည့်မယ်ဆိုလို့ရှိရင်ဒါဟောအိမ်ရဲ့ value လည်းတက်လာတယ်အဲ့ဒါအကျိုးရှိတဲ့အရာဖြစ်ပါတယ်သုံးသင့်ပါတယ်နောက်တစ်ခုကကျတော့စီးပွားရေးတစ်ခုခုပြန်လုပ်ချင်တယ်ဒီ home equity ကိုထုတ်ပြီးတော့ဒီစီးပွားရေးဆိုင်တစ်ခုခုဖွင့်มาလားတခြားကဏ္ဍပဲပြပြောเนาะစီးပွားရေးသုံးဖို့အတွက်တချို့တွေ home equity ကိုထုတ်တာတွေ့ရပါတယ် home equity ဆိုတာဘဏ်မှာကိုယ့်ရဲ့အိမ်ရဲ့တန်ဖိုးကိုပြန်ရှင်းပြပြီးတော့ဘဏ်ကနေပြီးတော့ဘယ်လောက်ထိပေးရတယ်ဆိုတာရှိပါတယ်လို့เนาะအဲ့ဒါကိုယူသုံးတာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ home equity ကိုသုံးပြီးတော့ is smarter way to do that another home buy another home investment or 2 to 4 apartment เนาะ2 to 4လို့ပါလို့ပြောချင်လဲဆိုရင်အိမ်ကအခန်း၄ခန်းထက်ပိုပြီးတော့9ခန်းတွဲတိုက်ခန်း9ခန်းတွဲဆိုလို့ရှိရင် commercial လို့ခေါ်တယ် commercial ဆို5 year လုံးဖြစ်တယ်ဒါပေမဲ့ residential လို့ခေါ်ပါတယ်ဒီ၄ခန်းတွဲတွေကြတော့အဲ့၄ခန်းတွဲကိုဝယ်လိုက်မယ်ဒီကိုယ့်ရဲ့အိမ်ကနေရှိနေတဲ့ဒီအမြတ်2သိန်းကိုထုတ်ပြီးတော့ဒီ၄ခန်းတွဲ4 plex ကိုဝယ်လိုက်မယ်ဆိုလို့ရှိရင်ကိုကလာတိုင်းဒီ၄နေရာကနေအိမ်ငှားပေးနေတဲ့လူတွေ၄နေရာနေကိုကအမြတ်ရလာမယ်ဒီအမြတ်နဲ့ကိုကဆက်ပြီးတော့ဒီ you know do the process ကိုဆက်လုပ်လို့ရပါတယ်လို့เนาะဒါကြောင့်မို့ဒီ home equity ဟာဆိုလို့ရှိရင်အိမ်ရောင်းရမှာပဲထုတ်လို့ရတာမဟုတ်ပါဘူးအိမ်မရောင်းဘဲနဲ့လည်းကိုယ့်ရဲ့အိမ်တန်ဖိုးကရှိနေတယ် credit လည်းကောင်းတယ်နောက်ပြီးတော့အလုပ်လည်းပုံမှန်ရှိနေတယ်ဆိုတော့ဒါတွေကိုပြပြီးတော့ home equity ကိုထုတ်ပြီးတော့ဆက်လက်ပြီးတော့eternal wealth you know ချမ်းသာတဲ့နည်းလမ်းဒါမှမဟုတ်ရင် financial freedom နည်းလမ်းကိုသွားလို့ရပါတယ် so now you know what is the home equity how you should use here's another one what you should not use for home equity ဒီအိမ်ကနေရှိတဲ့ home equity ကိုထုတ်သုံးပြီးတော့မသုံးသင့်တာကတော့ဗာလဲဆိုရင်ကိုကဟိုအပြိုင်ဆိုင်က luxury car ဝယ်ချင်တယ်Mercedes ဝယ်ချင်တယ် BMW ဝယ်ချင်တယ်ဒါမှမဟုတ်ရင်ပြိုင်ကားဝယ်ချင်တယ်ဒါမျိုးဟိုလေးတစ်ခုတည်းနဲ့တော့လုံးဝမထုတ်သုံးသင့်ပါဘူးဗာလဲဆိုတော့ဒီ home equity မှာလည်းသူ့မှာအတိုးရှိတဲ့ပုံမှန်ပေးရတဲ့ဟာဖြစ်ပါတယ်လို့เนาะနောက်တစ်ခုက expensive vacation သွားချင်တာတို့ဒါမျိုးနောက်ပြီးတော့ဒီအလှအပပစ္စည်းတွေဝယ်ချင်တာတို့ဒါမျိုးတွေအတွက်ဒီ home equity ကိုလည်းမသုံးသင့်ပါဘူးလို့ဗာလဲဆိုတော့တလားဖေးမဲ့ဟာလောလောဆယ်ပေးနိုင်လဲနောက်ပိုင်းမှာပေးနိုင်ဖို့အတွက်ဒီဝယ်လိုက်တဲ့ဥစ္စာနဲ့အမြတ်တွေကိုရှူကိုလာတိုင်းဝင်နေမြမဲ့ဟာမျိုးဆိုလို့ရှင်တော့သုံးသင့်ပါတယ်လို့เนาะ now you know what home equity is how you should use this and then what you should prepare before you take out home equity loans ဆိုတော့ကျမတို့မြန်မာအိမ်ပိုင်ရှင်များကိုအိမ်တစ်ခုတည်းနဲ့ဒီကနေရှိနေတဲ့ home equity ကိုသုံးပြီးတော့နီလန်းပေါင်းမြောက်များစွာနဲ့ဆက်ပြီးတော့မိသားစုရဲ့ငွေရေးကြေးရွေး freedom ရဖို့အတွက်ကိုအများကြီးလုပ်လို့ရတဲ့အကြောင်းကိုဒီကနေပြောပြချင်ပါတယ်လို့เนาะ thank you ပါဆက်ပြီးတော့ကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်တယ် and if you don't mind please subscribe and save my channel for a new post for the next day thank you